ဒီနေ့တော့ကြီးကြီးဖြည့်တဲ့အချိန်မှာအရေးပါတဲ့ grammar rules တစ်ခုပေါ့နော် homophones လေးကိုဒီ video ထဲကနေ explain လုပ်ထားပေးပါတယ်ဆိုကြီးဒီ homophones တွေကကြီးဒီဖြည့်မဲ့ကျောင်းသားတွေရဲ့လို့မဟုတ်ဘူး English learners အားလုံးတွေ English teachers တွေအားလုံးလည်းလေ့လာထားရမယ့် topic လေးတစ်ခုဖြစ်ပါတယ်နော်အဲ့တော့ဒီမှာ homophones ကပါလဲဆိုတာကတော့ homophones ဆိုတာအတန်ထွက်တူပေမဲ့စာလုံးပေါင်းနဲ့အဓိပ္ပာယ်မတူတဲ့စကားလုံးတွေကို homophones လို့ခေါ်တယ်နော် for example ဒီမှာ THEIR there THER there THEY apostrophe I there နော်အဲ့သုံးလုံးကအတန်ထွက်တူတယ်ဒါပေမဲ့သူတို့ရဲ့သုံးတဲ့နေရာကမတူဘူးအဲ့တော့အတန်ထွက်နဲ့ပဲစာလုံးလေးကိုမှတ်ထားမယ်ဆိုလို့ရှိရင် English ဖြေတဲ့အချိန်မှာမားနိုင်တဲ့အတွက်ဒါတွေကိုသေချာမှတ်ဖို့လိုတယ် homophones တွေသေချာသိဖို့လိုတယ်ပေါ့နော်အဲ့တော့ဒီမှာ homophones lesson လေးတစ်ခုပြီးဆိုပေးထားတယ်အဲ့ဒါကိုဖြည့်ချင်အောင် the first sentence ကဒီမှာ father is taller than me ဆိုတော့ဒီမှာ noun ရှိတဲ့အတွက်သူ့ရဲ့အရှိမလာရမှာဒီ possessive adjective there နော် so their father is taller than me နော် next sentence မှာ she is blank at the moment so အဲ့ဒီမှာရှိတယ်လို့ place ကိုပြောချင်လို့ THER there နဲ့ပြောရမှာအဲ့တော့ဒီမှာက THER there she is there at the moment and next sentence မှာ going to the leisure center သူတို့တွေသွားမယ်ဆို subject နဲ့ verb ကိုပြောနေတဲ့အတွက် there THEY apostrophe RE there going to the leisure center and next is a green pen in my bag so there နဲ့ပြောရမယ်အဲ့ဒါနော် THER there အဲ့ဒီမှာရှိတယ် please ကိုပြောရင် there နဲ့ပြောမယ် now next sentence မှာ people can't lick သူတို့ဤလို့ပြောမယ်ပြောချင်တဲ့အကြောင်းက there ဖြစ်မယ်နော် they won သူတို့ဤလို့ပြောမယ်ဒါလည်းပဲ there ဖြစ်မယ် they won their game yesterday ဒါကြရင် studying for the exam ဆိုတော့သူတို့တွေလို့ပြောတဲ့အတွက် subject နဲ့ verb they are there and ဒါကြရင်အဲ့ဒီမှာဘာမှမရှိဘူးလို့ပြောတဲ့အတွက် there there is nothing in this market နော်အဲ့လိုသူ့ရဲ့သုံးတဲ့နေရာကိုသိချာသိမယ်ဆိုရင်တော့ homophones တွေကတော့တိတ်တော့မမားနိုင်တော့ဘူးဒါပေမဲ့လည်းမားတတ်တဲ့အတွက်သိချာလေ့လာဖို့တော့လိုတယ်အဲ့တော့ဒီမှာလည်းပဲ TOO2 TO2 TWO2 ဆိုတဲ့စာလုံးအတွဲလေးကိုလေ့လာကြည့်ရအောင်ဆို TOO2 ကတော့ level လို့ပြောတာ TO2 က go လို့ပြောတာ2က numbers အရေးအတွက်အဲ့တော့ are you going အဲ့ဒီကိုသွားမှာလားဆိုတော့ to the fair I am going ဒါလည်းပဲပြောင်းလဲဖို့လို့ပြောတယ် purpose ကိုပြမယ်ဆိုရင် 2 plus 1 to change my mind the twins will be ဆိုတော့ဒီမှာ number ကိုပြောမယ်အဲ့ဒါဆိုရင် 2 in August stop you are going တအားမြန်နေတယ်တအားလို့ပြောတဲ့အတွက် network 2 there are only နှစ်နေရာပဲကျန်တယ်နံပါတ်အရေးအတွက်ကိုပြောတဲ့အတွက် 2 there are ဓမ္မကြရင်တအားနဲ့များတယ်လို့ပြောချင်တဲ့အတွက် adverb too many people she hopes ဒါက purpose ကိုပြတဲ့အတွက် TO2 to be an astronaut that movie is adjective ကို refer လုပ်ဖို့ adverb too boring for me နော်အဲ့လိုလေသူအလုပ်လုပ်တဲ့အလုပ်ကိုကြည့်ပြီးမှထည့်ပေးရမှာဟုတ်တယ်ဆိုတော့ဒီ exam မှာတော့ဒီလိုလွယ်တဲ့စာကြောင်းလေးတွေပေါ့ရေးတာတော့မဟုတ်ဘူးဒါပေမဲ့ concept ကိုလေ့လာဖို့တော့အဲ့လိုလွယ်တဲ့စာကြောင်းလေးတွေကိုလေ့လာဖို့လိုတယ်ဆိုဒီနားမှာပေးထားတဲ့ပဲလေးတွေကိုလည်းကြည့်ကြအောင် sun sail 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 SALE sail BEAR 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 FLOUR flower 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 HARE hair 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 EIGHT ETE နော်ဒီလို homophones တွေကအများကြီးရှိတယ်နော်အဲ့ဒါကိုလေ့လာဖို့လိုပဲဆိုဒီမှာဒီစား common ဖြစ်တဲ့20 20ကိုတော့ထုတ်ထားလို့ရဗီဒီယိုလေးကို pause လုပ်ပြီးတော့ notes လေးနဲ့မှတ်ထားလို့ရတယ်ဒါမှမဟုတ်ဒီလို homophone list အခုတရာကိုလိုချင်တယ်ဆိုလို့ရှိရင်တော့ comment ထဲမှာ
homophones လို့မှတ်ထားပြီးခဲ့ပါအဲ့ဒါဆိုရင် teacher PDF လေးကိုပို့ပေးပါမယ်အဲ့တော့ GED စာမေးပွဲမှာမေးတဲ့မိကုံးပုံစံ3ခု homophones ကိုသူမေးလို့ရှိရင်မိကုံးပုံစံ3ခုဒီမှာ teacher ခွဲထားပြီးတယ်တစ်ခုကတော့သူ editing နဲ့ revising မှာမေးတယ်စာကြောင်း edit လုပ်ဖို့เนาะဒီအောက်ကပေးထားတဲ့ပုံစံအတိုင်း which word correctly complete the sentence ဆိုပြီးတော့ the student forgot to bring ဆိုဒီမှာကတော့စာကြောင်းလေးကလွယ်တဲ့အတွက်ဒီဟာကတော့လွယ်တယ်เนาะသူတို့ e လို့ပြောချင်တဲ့အတွက်အဖြေမှန်ကတော့ C their notebook to class เนาะဒီလိုပုံစံတစ်ခုမေးနိုင်တယ်နောက်ထပ် type တစ်ခုကတော့ sentence correction အဲ့ဒါကစာကြောင်းမားနေတဲ့စာကြောင်းအမှန်ရွေးခိုင်းတာဆိုဒီပေးထားတဲ့စာကြောင်းလေးကမားနေတယ်သူ့ရဲ့အမားကပါလဲ so you're going to need more time to finish the project ဆိုတော့ you're လို့ပြောတယ် you're လို့ပြောရင် possessive adjective ကအနောက်ကနေနောင်းလာရမှာဟုတ်တယ်အဲ့တော့ဒါလေးကမားနေတယ်ဒီမှာ ing ရှိတဲ့အတွက်သူ့အရှိမ ms စာရှိရမှာအဲ့တော့ you're မဟုတ်ပဲဖြစ်ရမှာက you're လို့ဖြစ်ရမှာ not like that you are နဲ့ you are နဲ့ဒီမှာနှစ်ချောင်းပေးထားတယ်နှစ်ချောင်းထည့်ရပဲဒီချောင်းမှန်လဲဆိုရင် you are going to need ပဲเนาะ to need ကပြင်စရာမလိုဘူးဆိုဒီ C လေးကမားတယ်ပြီးနဲ့ဒီကလည်းနှစ်ခုကလေးက your ဆိုတဲ့ကမားနေပြီသားဆိုဖြေမှန်က E เนาะအဲ့လိုလေး choice လုပ်ပြရမှာဟုတ်တယ် okay နောက်ထပ် type တစ်ခုကိုလေ့လာကြည့်မယ်ဆိုတော့ content space ဟုတ်တယ်ဒီမေးခွန်းလေးက content space မှာနော်စာကြောင်းရဲ့အဓိပ္ပာယ်ပေါ့နော်ဒီလို content space တွေကတော့မေးအများဆုံးလို့ပြောလို့ရတယ်အရှိက type နှစ်ခုကလွယ်တယ် content space ကြလို့ရှိရင်ကျောင်းသားရဲ့ understanding ကတကယ်ကောင်းမှပဲဖြေဖို့နော်ဖြေနိုင်မှာပေါ့နော်စာကြောင်းကိုနားလည်နိုင်ဖြေရတာပိုလွယ်တယ်ဒါမှမဟုတ်ဒီ homophones တွေကိုသိလို့ရှိရင်လည်း homophones တွေကိုသိချာသိရင်လည်းဖြေလို့ခက်မှန်းပြီးတော့ဖြေလို့ရတယ်အဲ့တော့ဒီမှာ the new policy may နော် affect and affect သူအတန်ထွက်ကတူတူပဲသူပြီးထားတဲ့အတွဲထဲကဘယ်အတွဲဖြစ်မလဲဆိုတာကိုဖြည့်ကြည့်ရအောင်နော်ဟုတ်ပါတယ်အဖြေက B နော် B ဆိုရင်တော့အဖြေမှန်ပါတယ်ဘာလို့လဲဆို new policy ကအကျိုးသက်ရောက်မှုနော်ရှိမယ်လို့ပြောတယ် affect employee productivity but its long term effect remain uncertain so AFFECT နဲ့ EFFECT ကဘာကွာလဲဆိုရင် affect ကသူ့ရဲ့လွှမ်းမိုးမှုကိုပြောတာနော် EFFECT ကရလဒ်ကိုပြောတာနော်လွှမ်းမိုးမှုအကျိုးသက်ရောက်မှုဟိုဟာကရလဒ်သူ့ရဲ့ meanings တွေကိုအဓိပ္ပာယ်တွေကိုသိချာမှတ်အဲ့တော့ okay အဲ့ဆိုရင်ဒီမိခွန်းလေးကိုဖြည့်ကြည့်အောင်ဒါကတော့ hardness level ကတော့ exam level ပေါ့နော်ဆိုဒီမိခွန်းလေးကိုဖြည့်ပြီးအဖြေ ABCD လေးခုတည်းတစ်ခုကိုရွေးကြည့်ရအောင်ပါနော်အဖြေမှန်ကB ပါနော် B ဆိုရင်တော့အဖြေမှန်တယ် for example ဒီမှာ the committee announced that သူတို့တွေကလို့ပြောတယ်အဲ့ဒါဆိုရင် they are planning to review the proposal tomorrow member were asked to bring သူတို့ e လို့ပြောချင်တယ်ဒီမှာ THEIR there and room over there ဒါက place ကိုပြောတယ် THER there near the library နော် okay အဲ့ဆိုရင်တော့ဒီလောက်ဆိုရင် homophones တွေကိုဘာလို့လေ့လာတင်တာလဲ homophones ရဲ့မိကွန်း type ကဘယ်လိုလဲဆိုတာကိုဒီဗီဒီယိုထဲမှာနားလည်ပြီးလို့ချက်ယူစပါတယ်အဲ့တော့စာမေးပွဲအတွက် tips လေးတစ်ခုကတော့ GEDR လေးမှာ homophone question တွေကိုခုနကဆက်ရှင်းပြခဲ့တဲ့ editing and revision sentence correction grammar usage နော် context question တွေပုံစံနဲ့မကြာခဏမေးတယ်အဲ့တော့ homophone တွေဖြေတဲ့အခါအတန်ထွက်ကိုကြည့်လို့မရဘူးသူ့ရဲ့ meanings နဲ့စဉ်းစားရမှာဟုတ်တယ်အဲ့တော့ homophone ရဲ့ meaning တွေကိုသိချာလေ့လာထားဖို့လိုတယ်အဲကြောင့်မလို့ဒီထဲမှာ teacher list common list နဲ့20တော့ထည့်ထားပေးတယ်
common list အခုတရားကိုလုပ်ချင်တယ်ဆိုရင်နော် comment box ထဲမှာ homophones လို့ရေးထားပေးခဲ့ပါ teacher PDF file လေးကိုပို့ထားပေးပါမယ်